အစဉ်လေးစားရပါသောတိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာကျက်တရေမင်္ဂလာအပေါင်းနဲ့ပြည်စုံပြီးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်သလိုက်အပ်ပါသည်ကျွန်တော်ကတော့ကချင်အမျိုးသားဦးလမ်စောခေါင်ဖြစ်ပါတယ်စီလုံးညီညွတ်ရေးနဲ့ဒီမိုကရေစီပါတီဗဟိုကော်မတီဝင်သူဦးဖြစ်ပါတယ်ကျွန်တော်တို့စီလုံးညီညွတ်ရေးနဲ့ဒီမိုကရေစီပါတီကချင်ပြည်နယ်ကိုဖွဲ့စည်းထူထောင်ခဲ့တာ9နှစ်သက်တမ်းပြည့်ပြီးအချိန်တိုအတွင်းမှာပြည်သူလူထုရဲ့ထောက်ခံပါဝင်မှုနဲ့အင်မတန်မှဖွံ့ဖြိုးတိုးတက်ခိုင်မာလာပြီးဖြစ်ပါတယ်ကချင်ပြည်နယ်ကိုအခြေခံပြီးကချင်ပြည်နယ်ကိုစားပြုတဲ့ပါတီဖြစ်တဲ့အတွက်ကြောင့်ပြည်နယ်သူပြည်နယ်သားများအားလုံးလူမျိုးဘာသာမခွဲခြားပဲတိုင်းရင်းသားပေါင်းစုံမျိုးနွယ်ပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ပါတီဖြစ်ပါတယ်ပါတီရဲ့အမတ်တစိတ်ဟာမနောတိုင်ကိုစပနန်နှစ်ခက်ဝန်းရံထားပြီးအမတ်အသားဖြစ်ပြီးပါတီရဲ့အလံကတော့အောက်ခံအစင်းရောင်မှာအဖြူရောင်ကျေ3ခုဖြစ်ပါတယ်လေးစားအပ်ပါတော့တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာကျွန်တော်တို့ပါတီရဲ့အဓိကရည်ရွယ်ချက်ကတော့ကချင်ပြည်နယ်ထာဝရတည်ငြိမ်အေးချမ်းပြီးခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန်နဲ့ပြည်နယ်သူပြည်နယ်သားများရဲ့အခြေခံလူအခွင့်အရေးများဒီမိုကရေစီကျင့်စဉ်ပါအခွင့်အရေးများအပြည့်အဝရရှိခံစားနိုင်ရန်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးပဲဖြစ်ပါတယ်ပါတီရဲ့ရည်မှန်းချက်ဟာကချင်ပြည်နယ်သူပြည်နယ်သားများရဲ့လူအင်ဆန္ဒနဲ့ထပ်တူထပ်မျှဖြစ်သောတည်ငြိမ်အေးချမ်းပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သည့်ဒီမိုကရေစီနိုင်ငံတော်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့အတွန့်ရှည်တည်တံ့ခိုင်မြဲရေးပဲဖြစ်ပါတယ်ပါတီရဲ့မူဝါဒသဘောထားများမှာ1ကချင်ပြည်နယ်သူပြည်နယ်သားများကိုအကျိုးပြုတဲ့လုပ်ငန်းစဉ်များကိုဖော်ဆောင်နိုင်မည်ဟုအလေးအနက်ထားခံယူပါသည်2ပြည်နယ်အကျိုးစီးပွားနှင့်ပါတီရဲ့အကျိုးစီးပွားရှင်းလာရင်ပြည်နယ်ရဲ့အကျိုးစီးပွားကိုဦးစားပေးဆောင်ရွက်သွားပါမည်ကချင်ပြည်နယ်သူပြည်နယ်သားများရဲ့တစ္ဆာကိုသာထောင်ဆင်စောင့်တိယူသေးပါမည်4လူမျိုးဘာသာနေရာဒေသမခွဲခြားပဲပြည်နယ်သူပြည်နယ်သားများရဲ့အကျိုးစီးပွားကိုပြည်နယ်သူပြည်နယ်သားများနဲ့လက်တွဲ၍အကောင့်ထဲဖော်ဆောင်ရွက်သွားပါမည်5မိမိတို့ယုံကြည်ကိုးကွယ်ရာဘာသာအားလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိစေပါမည်6တိုင်းရင်းသားများ၏စာပေယဉ်ကျေးမှုရိုးရာဓလေ့နှင့်အနုပညာများကိုဖော်ထုတ်အားပေးမြင့်တင်သွားပါမည်လေးစားရပါသောတိုင်းရင်းသားပြည်သူများခင်ဗျာပါတီရဲ့လုပ်ငန်းစဉ်များမှာ1ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးများကိုတန်းတူရည်တူအကျိုးခံစားနိုင်စေရန်နိုင်ငံနှင့်လူမျိုးအပေါ်တစ္ဆာစောင့်ထိန်တာဝန်ကျေပွန်သူများဖြစ်လာနိုင်စေရန်ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်သွားပါမည်2လမ်းပန်းဆက်သွယ်ရေးလုံခြုံပြီးမြန်ဆန်ချောမွေ့လာစေရန်အတွက်ပူးပေါင်းဆောင်ရွက်သွားပါမည်3ပြည်နယ်သူပြည်နယ်သားများအားလုံးကျန်းမာကြံ့ခိုင်ရေးအတွက်အစိုးရအဖွဲ့အစည်းများနဲ့ပြည်သူလူထုများနဲ့ပူးပေါင်းအကောင့်ထဲပေါ်ဆောင်ရွက်သွားပါမည်4ပညာရေးကဏ္ဍတွင်ကျောင်းနေအရွယ်ကလေးငယ်များကျောင်းနေရေးပြည်နယ်အတွင်းမှထူးချွန်ထက်မြက်သောပညာတတ်များထွက်ပေါ်လာနိုင်ရေးလူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်မိဘပြည်သူများသက်ဆိုင်ရာဌာနအဖွဲ့အစည်းများအစိုးရတို့နှင့်ပူးပေါင်းဆောင်ရွက်သွားပါမည်5တောင်သူလယ်သမားများအလုပ်သမားများအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပါခံစားခွင့်များအပြည့်အဝရရှိခံစားနိုင်စေရန်နှင့်အလုပ်အကန့်အသတ်များရရှိနိုင်ရေးလူမှုစီးပွားရေးဘဝမြင့်တင်လာရေးအတွက်အစွမ်းကုန်ကူညီဆောင်ရွက်သွားပါမည်လေယာမြေသိမ်းဆည်းခံရသူများအတွက်လေယာမြေပြန်လည်ရရှိအောင်ဆောင်ရွက်ပေးသွားပါမည်6ကချင်ပြည်နယ်၏ရိုးရာအမွေအနှစ်များအမျိုးသားစရိုက်လက္ခဏာများမပြောက်ပြတ်အောင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားပါမည်9မွေးစေဝါအန်ဒီကာကွယ်တားဆီးရေးလူမောင်ခူမှုပပျောက်ရေးတဘာဝတရားစာသပစ္စည်းများကိုစနစ်တကျထုတ်ယူသုံးစွဲရေးနှင့်ဒေသခံပြည်သူများ
အကျိုးခံစားခွင့်ရရှိရေးတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကိုပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်သွားပါမည်ရှစ်မျိုးဆက်သစ်လူငယ်များမွေးထုတ်ရန်အမျိုးသမီးကဏ္ဍမြင့်တင်ရန်နှင့်ပြည်내သူပြည်내သားများ၏ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့ကိုကြိုးပမ်းဆောင်ရွက်သွားပါမည်ကိုကချင်ပြည်နယ်ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက်ဆက်လက်ပါဝင်ကြိုးပမ်းဆောင်ရွက်သွားပါမည်လေးစားရပါသောတိုင်းရင်းသားပြည်သူများခင်ဗျာမိမိတို့ပါတီသည်ရည်မှန်းချက်မူဝါဒလုပ်ငန်းစဉ်များကိုချမှတ်ပြီးနိုင်ငံအကျိုးပြည်내အကျိုးပြည်내သူပြည်내သားများအတွက်သမိုင်းပေးတာဝန်အမျိုးသားရေးတာဝန်အဖြစ်ထမ်းရွက်သွားပါမည်လာမည့်2015ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာဒီတာဝန်ကိုဆက်လက်ဆောင်ရွက်သွားနိုင်ရန်အတွက်ပါဝင်ရှင်ပြိုင်သွားကြမှာဖြစ်ပါတယ်။စီးလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီကချင်ပြည်နယ်၏စီးလုံးညီညွတ်မှုဖြင့်အောင်မြင်ရေးဆိုတဲ့ဆောင်ပုဒ်နဲ့အညီကချင်ပြည်နယ်နဲ့ပြည်ထောင်စုမြန်မာနိုင်ငံဟာထာဝရငြိမ်းချမ်းပြီးဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက်ကျွန်တော်တို့ပါတီရဲ့ကိုယ်စားလှယ်များကိုဆန္ဒပေးရွေးချယ်ပေးနိုင်ပါစေရန်ဆန္ဒပြုရင်းနှိကုံးချုပ်အပ်ပါသည်တိုင်းရင်းသားပြည်သူများအားလုံးကျန်းမာချမ်းသာကြပါစေ